ရုတ်တရက်ကျွန်တော်ရဲ့ပခုံးပုံကိုအယမ်းအေးဆက်တဲ့အရာတစ်ခုကဖိချလိုက်တယ်လို့ခံစားလိုက်ရတယ်ကျွန်တော်ကရန်ကုန်မြို့ရဲ့တိုက်ခန်းမြင့်တစ်ခုမှာအခန်းငားနေတာပါကျွန်တော်လောက်ကရုံးလို့ဆိုပြီးမြဲတခါတလေညနဲ့လေးရှိပါတယ်တရက်ကျွန်တော်အလုပ်နောက်ကျပြီးအင်းကိုနောက်ကျမှပြန်လာခဲ့ရပါတယ်ကျွန်တော်အခန်းကိုတွားဖို့ဓာတ်လေကားစီးတဲ့အချိန်မှာဓာတ်လေကားထဲမှာဘယ်သူမှမရှိဘူးကျွန်တော်ကူးတက်ကိုနှိပ်လိုက်တယ်ဓာတ်လေကားကတရွရွတက်သွားရင်လေးတက်ရောက်တော့ရုတ်တရက်ရပ်သွားပြီးတကားပွင့်လာတယ်အပြင်မှာဘယ်သူမှမရှိဘူးမောင်မဲနေတာပဲကျွန်တော်ကတော့ခလင်းနေဆော့ထားတာနေမှာပါဆိုပြီးပိတ်တဲ့ခလုတ်ကိုနှိပ်လိုက်တယ်ဒါပေမဲ့တကားကမပိတ်ဘူး safety sensor လူရှိနေပြန်ပွင့်တဲ့စနစ်ကတခုခုကိုမြင်နေတယ်လို့မျိုးခဏခဏပြန်ပွင့်နေတာဒါနဲ့ကျွန်တော်လဲစိတ်မရှိတော့ပဲတကားကိုအတင်းပိတ်ပြီးကူးတက်ကိုဆက်တက်ခဲ့တယ်အဲ့ဒီအချိန်မှာထူးဆန်းတာကဓာတ်လေကားရဲ့အလေးချိန်ပြတဲ့မီ overload ကတစ်ဖြက်ဖြက်နဲ့လင်းလာတာပဲဓာတ်လေကားထဲမှာကျွန်တော်တယောက်တည်းရှိတာပါဒါပေမဲ့စက်ကအလေးချိန်များနေတာကိုပြနေတယ်အဲ့မှာပဲရုတ်တရက်ကျွန်တော်ရဲ့ပခုံးပေါ်ကိုအရန်အေးဆက်တဲ့အရာတစ်ခုကဖိချလိုက်တယ်လို့ခံစားလိုက်ရတယ်နောက်ပြီးကျွန်တော်နားရွက်နားလီမှာဂျေဇူးပဲငါလည်းအပေါ်ထက်ကိုလိုက်ချင်လို့ဆိုတဲ့တိုးတိုးလေးကတ်ပြောတန်ကိုကြားလိုက်ရတယ်ကျွန်တော်ကြောက်လန့်တကြားနဲ့ကူးတက်ရောက်တော့ပြေးထွက်ခဲ့တယ်နောက်ရက်မှာတိုက်ဆောင်ကိုမေးကြည့်တော့မှတီးရတာကလွန်နေတဲ့တပတ်ကလေးထက်မှနေတဲ့အဖိုးအိုတယောက်နှလုံးရပ်ပြီးဆုံးသွားခဲ့တာတဲ့အဲ့ဒီအဖိုးကကိုးတက်ကသူ့သားအိမ်ကိုအမြဲတမ်းတက်လဲလိရှိတယ်လို့ကျွန်တော်တီးလိုက်ရတယ်အဲ့ဒီတခါပဲတွေ့ရပြီးနောက်ရက်လာတော့ထပ်ကြုံရတာမျိုးမရှိတော့ပါဘူးကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့အကြောင်းအရာတွေကိုလည်းလာရောက်ပေးပို့နေပါတယ်ဗျအကောင်းဆုံးတင်ဆက်ပေးပါမယ်